27. 20. Good. Yes. 27. Okay, so 3-3. Okay, it's a tie. It's a tie. Good. Hi everyone, Alome Minglaba. Welcome back to Grow in Grace podcast. We will continue with our part 2, praise and worship discussion. Let's start. I will go right into the question. So အခက်ခဲဆိုတဲ့ဟာပေါ့နော် Esther အနေနဲ့လည်းစိမ့်လိမ့်မယ်လို့မထင်ဘူး So ဘာဖြစ်လို့လဲဆိုတော့လူတိုင်းမှာအချိန်တိုင်းမှာနေရာတိုင်းမှာအခက်ခဲဆိုတဲ့ဟာနဲ့တွင်တွဲနေတာပေါ့လေ So ဒီ praise and worship team ထဲမှာလည်းအခုအနေနဲ့ပေါ့အခက်ခဲဆိုတာလေးတွေလည်းတွေ့ရတယ်ဒါပေမဲ့အခုသိချင်တာကအဲ့ဒီအခက်ခဲတွေကို Esther အနေနဲ့ဘယ်လိုမျိုးခွန်အားနဲ့ကြော်လွားလဲဆိုတဲ့ဟာလေးလည်းအခုသိချင်တယ် Okay. အခက်ခဲဆိုတာတော့ရှိရပေါ့နော်ရှိခဲ့တယ်praise and worship ထဲမှာပါဝင်တော့ဆိုရင်အစပိုင်းမှာဆိုရင်ကိုကခုနကပြောသလိုပဲလေဒီတိုင်းပဲပါဝင်လိုက်တာဆိုတော့ အရင်လည်းငယ်သေးတာဟုတ် ငယ်လေးငယ်သေးတယ်ပြီးတော့လူလဲကြောက်တယ်လေနော်တချင်းဆိုပြီးတော့ပြီးစေချင်တာဒါပေမဲ့အဲ့ဒီတော့ကျတော့ ပထမအခက်ခဲရပါလဲဆိုတော့တဖြည်းဖြည်းနဲ့ဥဆောင်ခိုင်းနေဆီယမကဥဆောင်ခိုင်းတဲ့ခါကျတော့တည့်ရတိုင်းပဲအခုလဲစကားတွေကအစင်မပြေဘောနော်စကားပြောလို့ရှိရင်အရင်အထူးသဖြင့်လူရှိမှာကိုနဲ့အရင်ရင်းနှီးတဲ့တငယ်ချင်းတွေဆိုရင်အရင်ပြောတယ်စကားအရင်များတယ်အဲ့ဒီချိန်ကျရင်တော့ဒါပေမဲ့serious ဖြစ်ပြီးတသိခံ is that နေတသိခံတော့ဥဆောင်တော့ဆိုရင်တော့အဲ့မှာစကလုံးနဲ့ထွက်မလာတော့အဲ့လိုမျိုးပေါ့နော်အဲ့ဒီဟာခက်ခဲရှိအရင်ကြောက်တယ်မလုပ်ချင်ဘူးအဲ့ဆိုရင်အကိုတွေမဟုတ်ရင်အမတွေအကိုအဲ့တချင်းကြားထဲမှာစကားပြောပြပါနော်အဲ့လိုမျိုးလေအရင်မေးခဲ့ No I did that a lot and thank you to those like who helped me you know အဲ့ဆိုအဲ့ဒါတွေပေါ့နော်အဲ့ဆိုအရင်ကြောက်တယ်လေပြီးတော့စကားမပြောရင်လည်းမကောင်းလေနော်အခြေဆက်မမြူလေ music ပြီးတဲ့ခါကျလို့ရှိရင်ဒုံးတီအဲ့လိုမျိုးဆိုရင်လူတွေလည်းမြမောက်တော့မြမောက်တော့ flow ဆိုတာလေးလည်းရှိသေးတာ flow ပြတ်သွားတာပေါ့ပြောရမယ်ဆိုရင်တော့ flow ပြတ်သွားတဲ့ခါကျအဆင်မပြေဘူးလေနော်ဆိုတော့အဲ့ဒါအခက်ခဲ the biggest I would say ပြီးတော့ဘယ်လိုကြော်လွှားလဲဆိုတော့တဖြည်းဖြည်းနဲ့ပေါ့နော်ကိုအိမ်မှာလဲ practice လုပ်တယ်ပြီးတော့ဖခင်နဲ့လည်းအချိန်ယူရဲဆူတောင်းဖခင်သခင်သမီးကိုခွန်အားပေးပါပြောမဲ့စကားတွေလည်းကိုပြောမဲ့စကားကိုသမီးကိုပေးပါဆိုတော့ဆီယမတရားကပါပြောလဲဆိုတော့ကိုဆိုမဲ့တခြင်းတွေရဲ့ lyrics ထဲอ่ะပေါ့နော်ဟာနဲ့အပေးတကြောင်ဖြစ်ဖြစ်နဲ့ကြောင်ဖြစ်ဖြစ်ပေါ့နော်အဲ့ဒီထဲဟာနဲ့သက်ဆိုင်တဲ့အရာလေးကိုအပေးအဲ့လိုမျိုးဆိုနေသမီးအဲ့လိုမျိုးနဲ့စအဲ့လိုမျိုးကိုအပေးရပေါ့နော်ဆိုဆက်စပိုင်းတော့အဲ့လိုမျိုးပြောရတဖြည်းဖြည်းနဲ့အခုလည်းအရန်ပြောတတ်နေပြီလို့တော့မဟုတ်ဘူးတိုးတော့တဖြည်းဖြည်းနဲ့ပြောတတ်လာတယ်ပေါ့ပြောရဲလာတယ်ပေါ့နော်အတန်လည်းမတုံတော့ဘူးအစပိုင်းဆိုရင်အကရောလည်းတိမှာပါစကားပြောဆိုတုံတယ်လေတချင်းဆိုဖြောင်းနေပဲဒါပေမဲ့စကားပြောရမယ်ဆိုရင်စကားအရန်တုံတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီပေါ့နော်ကျော်လွှားနိုင်တယ်ဂျေဇုတော်ကြောင့်ပေါ့နော်စကားဖြတ်ပြောလိုက်မယ်ခုနတချင်းစာသားထဲမှာတချင်းထဲမှာပေါ့နော်ကိုဆိုမဲ့တချင်းထဲမှာစာသားတစ်ကြောင်းယူတယ်ဆိုတဲ့နေရာတွေမှာအဲ့ဒီတချင်းနဲ့သက်ဆိုင်တဲ့ဘယ်လိုပြောမလဲတရားဟောချက်ကိုကြားထားတာပဲဖြစ်ဖြစ်ပေါ့နော်ကြမ်းပိုက်လေးတွေဖြစ်ဖြစ်အဲ့လိုမျိုးနဲ့ဆင်ပြေလား yes ရလား yes အဲ့လိုလုပ်တယ်အမျိုးလေးဥမာ okay ကိုဆိုရတဲ့ချင်းကဖျားသခင်ရဲ့ကောင်းမြတ်ခြင်းဆိုပါစို့ကိုရဲ့ကောင်းမြတ်တယ်ဆိုရဲကြမ်းချက်ကအများတယ်လေနော်အဲ့ဒီထဲကတခုကိုဖတ်တာပဲဖြစ်ဖြစ်အဲ့ဒီဟာကို elaborate နည်းနည်းလေးကျေပြတ်အောင်ပေါ့နော်ကိုပြောနိုင်သလားပြောပြီးတော့ခွန်အားဖြစ်ဖို့အဓိကကတော့praise worship ထဲမှာကit's not about me it's about God ဆိုတဲ့ခါကျတော့အဓိကဖယားကိုဗဟိုပြုတဲ့အရာဗဟိုပြုတဲ့စကားဖြစ်နေရမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတော့အမြဲတမ်းစင်ကြင်မိတယ်ကိုလည်း practice လုပ်တယ်ပေါ့နော် when you do worship it's all about God it's not about you it's not about other just God ဆိုရဟာလေးရှိတဲ့ခါကျတော့အဲ့လိုမျိုးစခြင်းအပြင်တဖြည်းဖြည်းနဲ့သူများခွန်အားပေးနိုင်တယ်ပေါ့အဓိကတော့ကျွန်တော်ကဆိုတဲ့လူတော့မဟုတ်ပေမဲ့ Esther တို့အနေနဲ့အဓိကတော့ဖျားရက်ကောင်းမြတ်ခြင်းဖျားရက်လှုပ်ဆောင်ချက်တွေကိုပဲအဓိကထားပြီးတော့ပြောရတယ်ဆိုတော့လေ so yeah စကားမိုက်လည်းမကောင်းလေနော်လူတွေအများကြီးဖျားเจ้าမှာကြတော့လူမျိုးပေါင်းစုံအမျိုးမျိုးပေါ့နော်
လာကြတဲ့ခါကျတော့ကိုပြောတဲ့စကားအဲ့ဒါအရင်ကြောက်လို့လေအဲ့ဒါကြောင့်လေစကားအရင်မပြောဖြစ်တာဟုတ်အထူးသဖြင့်ဖယားနဲ့ပတ်သက်ရင်ပေါ့ it's like if you say one တခုခုမှာပြောမိလို့ရှိရင်လူတယောက်အတွက်လဲစရာဖြစ်သွားပါမလားဆိုရဲစိုးရင်စိတ်နဲ့လေအများနဲ့ထိန်းပြောရင်းနဲ့လေပြောဖို့စကားမချန်လို့ပြတယ်ပေါ့နော်တခါလေ choice of word အရင်ရေးကြည့်တယ်လို့တော့ထင်တယ် yeah အဲ့လေ challenge biblical ဖြစ်ဖို့ရေးကြည့်ရကိုအဲ့ဒီချိန်မှာ challenge ကပါလဲဆိုရင်ကျန်းစာပို့ဖတ်ရတယ်ကျန်းစာပို့ဖတ်ရတယ်အဲ့လိုပြောလို့အရင်နားလည်လားဆိုနားမလဲဘူးပေါ့နော်ဟိုနေ့ရက်တိုင်းဟိုအသွင်သင်ခံရတယ် you still learning let's say I read John 3:16 today and if I read it again tomorrow I will get a different meaning like a different words from God ဖွင့်ပြချက်ပေါ့နော်မတူအဲ့လိုဆိုတော့ဟိုအဲ့လို challenge ဖြစ်ချင်အဖြစ်ကျန်းစာဖို့ဖတ်လာတယ်ကျန်းစာဖို့လေ့လာဖြစ်တယ်ပေါ့ is really ကောင်းတယ်ပေါ့နော်အဲ့ဒါကောင်းကပေါ့ဟို challenge တခြား challenge ကကြတော့ဘာရှိမလဲအချိန်ပေါ့အချိန်ပေးရတယ်ဟို prison worship commitment ဆိုတော့အချိန်ပေးရတယ်အချိန်ကကျွန်တော်ရန်သူပဲဟုတ်တယ်အချိန်ဆိုတော့အဲ့မှာကိုလွတ်လပ်မဲ့အရာဥမာဆိုရင်စနေနေ့ဆိုရင်ကိုရ practice ရှိရမလားဆိုတော့အများစုကစနေနေ့ပဲ off day များတယ်လीနော်ပြဝနာရဟုတ်တယ်လှုပ်ချင်တာလို့ရတဲ့နေ့ပေါ့ဟိုအများစုပေါ့နော်နားကြရဲဆိုတော့ဟိုအပြင်သားမှဖြစ်ဖြစ်တငယ်ချင်းတွေကရှိရလေအများအားလို့ရှိရပေါ့နော်ဆိုတော့အမျိုးကြတော့ you have to choose now like ဖျက်ဆောင်တော့မလားpractice တော့မလားဒါမှမဟုတ်တငယ်ချင်းနဲ့တွေ့မလားဆိုတော့နောက်ဆုံးဒါတော့ကိုယ့်ရဲ့ရွေးချယ်ရတဲ့အရာပေါ့နော်ဆိုတော့အစပိုင်းမှာတော့ challenging ဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့လေyou always choose God and you walk around your other things အခုနေနေဘလို့ဘာ challenge တွေ့ရလဲဘလို့အောင်မြင်လဲပေါ့ဟိုခုန Esther ပြောသွားတဲ့အထဲမှာပေါ့နော်အချိန်ပိုင်းဆိုရင်ကျွန်တော်တို့အဲ့ဒါအကြီးမားဆုံးတော့အခက်ခဲပဲကျွန်တော်တို့အခက်ခဲဆိုတာကျွန်တော်ဘယ်လိုမျိုးအိပ်ပဲနဲ့ပြောလဲဆိုတော့ဆိုတနိုင်ဆုံးမယ်ဆိုပြီးတော့ကျွန်တော်ကိုနိုင်ရလဲ10မိနစ်2မိနစ်နောက်ကြာလို့ရှိရင်တကုံစိတ်ဆိုတာကိုကနေကိုလေအဲ့မှာအကုန်လုံးလဲတိမှာပဲ Esther တို့ဆုံးပိုတိတယ်ကျွန်တော်မျက်နှာတွေ့ရလေနော်ဆိုတော့ကိုနဲ့ကိုစိတ်ဆိုးတာအဲ့လိုမျိုးနောက်ကိုစကားကိုမတီးဘူးပေါ့နော်အဲ့လိုမျိုးရှိတော့အဲ့ဒီဟာကလည်းဟိုအကျင့်လို့ဖြစ်နေတယ်အဲ့ဒီဟာတကယ်အခက်ခဲပေါ့လေသူများဟိုလည်းအခက်တွေ့စီတယ်လို့တော့ကျွန်တော်ဟိုချုပ်ချယ်ပေါ့အဲ့လိုမျိုးပုံစံဖြစ်သွားတယ်ဖျားလို့တဲ့အချိန်မှာဆိုအဲ့ဒီဟာတကယ်အခက်ခဲပေါ့ပြီးလို့ရှိရင်နောက်ခုခက်ခဲရကြတော့ခုနဟို power မှာပြောတဲ့ theme မှာတော့ပါပြီတဲ့ဒီ praise worship theme မှာကအသက်အရွယ်မျိုးစုံရှိတယ် background လည်းမတူဘူးပေါ့နော်တချို့ကကြတော့ဟိုစနေနေ့တချင်းတိုက်ရဆိုပေမဲ့အလုပ်လုပ်တဲ့လူတွေရှိတယ်တချို့ကဟိုအနားနေတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့တင်းတဲ့ပင်ပန်းတာချင်းလည်းမတူအသက်အရွယ်ချင်းလည်းမတူတဲ့ချိန်ကြတော့ဟိုစကားပြောလို့ရှိရင်အများကြီးဆင်ခြင်ပြီးပြောရတယ်ဟိုအခု Esther နဲ့အခုလိုမျိုးစကားဟိုတငယ်ချင်းရင်းတွေပြောသလိုမျိုးလဲဆက်ဆံလို့မရဘူးလေနော်ဖျားမှုတော့မှာဆိုတော့တခုပြီးလို့ရှိရင်ကျွန်တော် Prince Worship Team ထဲမှာ meeting ခေါ်လို့ရှိရင်ကျွန်တော်ရမ်းကြောက်တာဘာလို့ဆိုတော့ကျွန်တော်ဥဆောင်ပြီးတော့ပြောရမှာဟိုဆရာမလိုက်ပို့ဆိုတယ်ဆိုတော့ဟိုစီထားပေမဲ့ပျောက်သွားတယ်နားလေရတယ်ဒီကတော့စကားပြောရတဲ့အထဲမှာ stand နဲ့တူတယ်ပေါ့နော်စကားမပြောတတ်ဘူးအဲ့ဒီဟာလုံးဝအခက်ခဲဆိုတော့ဥဆောင်တဲ့လူတယောက်အနေနဲ့စကားပြောတတ်တဲ့ဟာပေါ့နော်အဲ့ဒါဟာတော့လုံးဝ basic ဖြစ်တဲ့နယ်လို့တော့ကိုထင်တယ်ပေါ့ဟိုအခက်ခဲဆိုရင်အဲ့ဒါကိုတတ်နိုင်ဆုံးပေါ့နော်ပြင်ဆင်ထားရင်တော့ပိုကောင်းတယ်ဘယ်လိုမျိုးကြော်လွားလဲဆိုလို့ရှိရင်ကိုယ့်နဲ့ကိုယ်ပဲပြန်ပြီးတော့ထိန်းလိုက်တယ် Esther ဥပမာပြောတာပေါ့နော် Esther နောက်ကျတတ်တယ်ဆိုပါစို့so constantly နောက်ကျလာပြီဆိုရင်ဟို तू အချင်းကိုတီးလိုက်တယ်အော် तू ကနောက်ကျတတ်တယ်ဆိုတော့ तू နောက်ကျလို့ရှိရင်ကျွန်တော်စိတ်ဆိုးမဆုံးနဲ့ပေါ့နော် तू လည်းရမသွေးနဲ့ပေါ့အဲ့လိုမျိုးစိတ်ထားလိုက်တယ်ဆိုနားလေပြီးတဲ့ပုံစံဖြစ်လာတယ်ပြီးလို့ရှိရင်ဖျားခင်စီကလာတဲ့ချစ်ချင်းမြတ်တာဆိုတဲ့ဟာခုနောက်ပိုင်းပို့ပြီးတော့ဟိုနားလေလာတဲ့ချိန်မှာအဲ့လိုမျိုးအခက်ခဲရဆိုလုံးဝဘယ်လိုပြောမလဲ easy ဖြစ်သွားအဲ့ဒါကိုယ့်နဲ့ကိုယ်လည်းတစ်ခါလေကြတော့တတိမထားမင်းဘူးအလိုလိုနဲ့ဟိုဘယ်လိုပြောမလဲနားလေလာတာပေါ့နော်ဖျားခင်ချစ်ချင်းမြတ်တာစစ်စစ်နဲ့လို့ပဲကျွန်တော်ယုံတယ်ပြီးလို့ရှိရင်ဒီ challenge ရှိတဲ့ထဲမှာကျွန်တော်တို့ဟို challenge ထဲမှာ rules and regulation လဲပါမယ်လို့တော့ယုံတယ်
so ဘာဖြစ်လို့လဲဆိုတော့အပြင် corporate တွေမှာအပြင်တွေအလုပ်လုပ်တဲ့နေရာကဏ္ဍတွေမှာဟိုနေရာတိုင်းမှာ policy ဆိုတာလေးလည်းရှိရလေနော် so အဲ့ဒီ policy ကလည်းဟိုလူချုပ်တဲ့အရာပေါ့လူကိုဝိုင်းထိန်းတဲ့အရာလူတွေစီကမဖောက်ဖို့အဓိကအဲ့ဒီရွေးချယ်နဲ့ထားတဲ့အရာဖြစ်တဲ့ချိန်ကျတော့ဒီ praise worship team ထဲမှာပေါ့နော် Esther အနေနဲ့ရော rules and regulation ဆိုတဲ့အရာပေါ့ဟိုဘယ်လိုထင်လဲပေါ့ I would say yes, it should and expect like there should be some rules that we all must follow because every organization needs structure, right? So like bama rule issue di dai be so yin le mo hot pian le no pi ro ko load that rule le ayan si ka ayan chat ne le so yin le လူတွေအတွက်ကျင့်ချက်တယ်လေနော်ဒါဖျားအမှုတော်ဆောင်တဲ့အခါမှာဟိုဘယ်ပြောမလဲချစ်ချင်းမြတ်တမ်းနဲ့သွားရမယ်တယောက်နဲ့တယောက်နားလည်မှုပေါ့ဟိုအကုန်လုံး team တွေကဘယ်လိုလုပ်ရင်အဆင်ပြေလဲဘယ်ချိန်လုပ်မလဲဒီဟာလုပ်ရင်အဆင်ပြေလားပေါ့ကိုရီလိုက်နိုင်လားပေါ့ဒီ rule ဆိုရင်လိုက်နိုင်လားအဲ့လိုမျိုးလေးဟိုတယောက်နဲ့တယောက်ပေါ့နော်ညှိနှိုင်းပြီးမှလုပ်ရင်တော့ပိုကောင်းတာပေါ့နော်အဲ့ဆိုရင်အကုန်လုံးကသဘောတူတဲ့အခါမှာအဲ့ဒီ rule လုပ်ခြင်းအဖြစ်ဟိုနေတော့ငါမရှိတော့လှုပ်ထားတာအဲ့လိုမျိုးပြောလို့မရတော့ဘူးအကုန်လုံးသဘောတူထားတဲ့ဟာဖြစ်တဲ့ခါကျတော့ and then အဲ့ဒီသဘောတူထားတဲ့ဟာကိုဆရာနဲ့ဆရာမကိုပြောပြီးဆရာနဲ့ဆရာမသူတို့ထပ်အပ်ချင်တဲ့ထပ်အပ်မယ်ဟိုနဲ့ဖြုတ်တဲ့ဟာလည်းရှိမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ရှိတဲ့နယ်လို့ထင်တယ်ဝင်းရင်စီကံပေါ့အဲ့ဒါတော့ဝင်းရင်စီကံဖြစ်သွားပြီလေခုနကတော့ကို Alex ပြောသလိုဥမာကိုက commitment ထားတာကို prison worship ငါဒီမှာစက္ကပ်မယ်ဆိုရင် commitment တစ်ခုဖြစ်သွားပြီလေနော်ပြီးတော့ကိုရီအပြင်မှာအလုပ်လုပ်တယ်ဆိုရင် we take it very seriously let's say you start a job it start at 8 you start getting ready like 6:37 you know so that you can be there at 8 you don't want to be late so in the same way when you serve God and if you committed to it in Sunday I must be there at 1:30 or 2 I'm not saying that you know you have to be always on time like there are some times that you have you know like emergency or something that delays you and I'm not talking about that irregularly every you know ဟိုပုံမှန်အဖြစ်ပေါ့နော်ကိုကပြောထားတဲ့အရာကိုလုံးနိုင်တော့အကောင်းဆုံးပဲငါ6နိုင်အပတ်စဉ်တိုင်းစနေနေ့မှာငါသွားမယ်ဆိုရင် go you know just do it because this is you're not doing for your friends or your church you're doing for God right so ကိုရီလက်ရှိဒီလောကရဲ့ကိုယ့်ရဲ့ boss အလုံးမှာဆိုရင်ကိုယ့်ရဲ့ boss ကိုယ့်ရဲ့ supervisor တွေတောင်မှအရင် respect ပေးရဆိုရင်ကိုယ်ဖျားကိုပို့ပြီး respect မပေးရဘူးပို့ပေးရမှာမဟုတ်ဘူးလားပေါ့ you know like that's my thought he's the creator of all you know universe so we should be more respect and we should take it seriously so အဲ့ကြောင့်ဟိုအစပိုင်းပြောတဲ့ဟာနဲ့နည်းနည်းပြန်ရောမယ်ဆိုရင် part 1မှာဖြစ်မယ်ဝါဒနာဆိုရင်အမှပါသွားပြီပေါ့နော် so ကိုဝါဒနာနဲ့ပဲဆိုရင်အဲ့လောက်ကြီးစဉ်းစားမိမှာမဟုတ်ဒါပေမဲ့ကိုဖျားကို commitment တစ်ခုနဲ့စက္ကပ်မယ်ဆိုရင်တော့ you know you will do it that person will definitely will commit to it so ကိုလည်းဒီနေ့ဒီ commit နိုင်တာဆိုတာလေတကယ်ပဲစက္ကပ်မယ်ဆိုတဲ့ decision ချပြီးနောက်ပိုင်းမှာဘယ်လိုပဲဖြစ်ဖြစ်စနေနေ့ကတော့ဖျားအတွက်ညနေပိုင်းဆိုရင်ဖျားအတွက်ဒီနေ့ထိတနင်္ဂနွေနေ့ဆိုရင် for me is like it's for God ကျန်တဲ့အရာတွေမလုပ်ဘူး you know ဟိုဘာမှမလုပ်ပဲဒီတိုင်းထိုင်နေတော့မဟုတ်ပြောချင်တာတခြားအရေးကြီးတဲ့အရာတွေပေးဖယ်ထားတယ်ဖျားကြောင်ကိုပဲဟိုဦးစားပေးရ priority ပေါ့နော် yeah priority ပေါ့အဲ့လိုမျိုးပေါ့ဆိုတော့ I hope I answer your questions and like yeah, I you don't know did. if you want me to add or yeah rules and regulation ကတော့ခုနကပြောသလိုပဲကျွန်တော်လည်းလက်ခံတယ်ရှိတင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးတစ်ခုခုမခံထားလို့ရှိရင်ဖျားမှုတော့ဆောင်တဲ့ချိန်မှာပိုဆိုးတယ်အကုန်လုံး volunteer တွေလေနော်ပြီးလို့ရှိရင်အသက်ကြီးပိုင်းတွေရှိတယ်ကလေးနည်းနည်းငယ်တဲ့လူတွေရှိတဲ့ချိန်ကျတော့ဟိုတရားနဲ့တရားမလေးစားခြင်းတွေဖြစ်လာမယ်ခုနပြောတဲ့အချိန်ကိစ္စတွေဖြစ်လာမယ်အများကြီးပေါ့လေလူမှုဆက်ဆံရေးမှာလည်း
team တစ်ခုနေတော့ရက်တီလို့မရဘူးလို့ထင်တယ်ဆိုတော့အဲ့ဒီ rules and regulation ကလည်းအကုန်လုံးနဲ့အသင့်တော်တဲ့အရာပေါ့နော်ချမှတ်ထားပြီးတော့မှစူတောင်းပြီးတော့မှဟိုကိုဦးဆောင်တဲ့ pastor တွေကို discussion လုပ်ပြီးတော့မှသူတို့ရဲ့ approval နဲ့ပေါ့နော်လုပ်တင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဆက်လက်ဒီအသင်းတော်မှာကျွန်တော်အရင်တော့ပါဝင်ခဲ့တဲ့ညမှာအဖြူအသင်းတော်နဲ့ကျွန်တော်တို့ကတွဲပြီးတော့ပါဝင်ရတဲ့အရာတွေရှိတယ်ဆိုတော့သူတို့မှာဆိုရင် audition တောင်ရှိတယ်ဟိုတွေးတဲ့လူတိုင်းကိုဝင်မတီးခိုင်းဝင်မတက်ခိုင်းဘူးပေါ့နော်သူတို့အချိန်ကြီးကြည့်တယ်ပြီးလို့ရှိရင်ဟို audition ဆိုတာသူတို့ကကြတော့တခုတော့ရှိရပါတော့အခကြေးငွေယူပြီးတော့ပါဝင်ကြတဲ့အရာတွေပေါ့လေကျွန်တော်တို့ကကြတော့ volunteer တွေဖြစ်တဲ့ချိန်ကျအဲ့လိုမျိုးကြီးတော့လုပ်ဖို့တော့မသိဘူးအဲ့လောက်ထိတော့ extreme မဖြစ်ပဲနဲ့ဟိုအကုန်လုံးနဲ့အသင့်တော်တဲ့အရာပေါ့နော်အဲ့ဒီဟာလေး rules and regulation တော့ရှိတင်တယ်ဟိုအခုက Esther အနေနဲ့ပေါ့နော်ကျွန်တော်တို့ Prince Worship Team ထဲမှာပါဝင်ပြီးတော့မှဖျားခင်မျက်နှာသာပေးခံရတဲ့အချိန်တွေလည်းရှိမှာပဲဆိုတော့အဲ့ဒီရဲ့အားလေးကိုလည်းပြောပြပေးစီချင်တယ်ပြီးလို့ရှိရင်မြင်နိုင်တဲ့ကောင်းကြီးဒီရောမမြင်နိုင်တဲ့ကောင်းကြီးလေးတွေပေါ့နော်ရှိလို့ရှိရင်လည်းနည်းနည်းလေး sharing လုပ်ပေးပါလား Okay ဖျားသခင်ရဲ့ကောင်းကြီးကတော့ you know a lot အများကြီးပေါ့နော်အများကြီးထဲမှာအခုလောလောဆယ်ကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်ပေါ်လာတဲ့ဟာတွေပဲပေါ့နော် sharing လုပ်ချင်တယ် so ကောင်းကြီးတဲ့အကောင်းကြီးပြောရမယ်ဆိုရင်တော့ getting ချင်းပေါ့နော်the gift of salvation မျက်နှာသာပေးခြင်းတို့တခြားအရာတွေပြောရမယ်ဆိုရင်အခုစိတ်ထဲမှာပါပေါ်လာလဲဆိုရင်မြန်မာပြည်တော့ပေါ့နော်မြန်မာပြည်တော့ဆိုရင်အစာရင်ကျက်တာရှိတယ်ရင်ကျက်ယောဂရှိတဲ့ခါကျတော့ငယ်တော့ဆိုရင်အမြဲစေးရုံရောက်တယ်လေစေးရုံရောက်တယ်ဆိုတော့ခဏလည်းဖြားတယ်အိမ်မှာလေဒါပေမဲ့ဒီရောက်တော့ဒီနေ့ထိပေါ့နော်အရင်ကြီးဖြားတယ်ဆိုတာမရှိဘူးစေးရုံတက်တာတို့ဘာတွေလည်းမရှိဘူးပေါ့နော်ဟိုနှာစီးချောင်းဆိုအဲ့ဒီ flu အဲ့လောက်ပဲပေါ့နော်အဲ့လောက်ပဲရှိရပေါ့နော်ဆိုတော့ဒီဥစ္စာကတော့ physical ကောင်းကြီးပေါ့ကျန်းမာခြင်းပေါ့နော်ဘုရားသခင်ကကိုယ်ပေးရလို့ယုံကြည်ရအဲ့တော့လည်းကျေးဇူးချီးမွမ်းတယ်ပြီးတော့ဝိညာဉ်ကောင်းကြီးဆိုရင်ဟိုဘုရားသခင်ပို့တည်လာတယ်ပေါ့ဟို relationship with God ပေါ့နော်ဒီကျမ်းစာထဲကတည်တာမဟုတ်ဘဲနဲ့ကျမ်းစာထဲကဘုရားသခင်ကဒီဘုရားလုပ်နိုင်တဲ့ဟို miracle maker or you know what they say who God is but instead who God is to me you know တဖြည်းဖြည်းနဲ့တည်လာတယ် I mean I'm still in the journey of learning who God is like to have more deeper relationship with him so that's a really blessing to know God in a deeper level so those are the things that come to my mind right now what about you so ကိုအနေနဲ့ဆိုရင်ဟိုမျက်နှာသာပေးခြင်းဆိုတော့အများကြီးခံစားရတယ်ဟိုမရပြောရမယ်ဆိုရင်ကျွန်တော်တခြား state တွေမှာပေါ့နော်ဒီတိုင်းတကယ်ချင်းကိုတွားလဲတာပဲဖြစ်အဲ့လိုမျိုး Sunday မှာဂျုံလို့ရှိရင်ပေါ့ဆိုဖျားတခင်ကဟိုပြင်ဆင်ပေးတဲ့ကဏ္ဍတစ်ခုမှာပေါ့နော်ပါဝင်ဖို့ပြီးလို့ရှိရင်ဟို pastor ရဲ့အသင်းတော်ရဲ့ဟိုဆရာတွေပေါ့နော်သူတို့ရဲ့ recognition အတိမပြုခြင်းလဲနေရာတိုင်းလိုခံစားရတယ်ဒါတော့လုံးဝဟိုမြင်ရတဲ့ကောင်းကြီးဟိုမျက်နှာသာပေးခြင်းခံရတယ်ပေါ့လေဖျားရမှုတော်ဆောင်တဲ့နေရာမှာဆိုတာမန်အတင်းတော့မတာမန်တော့ဟိုပါဝင်တယ်ဆိုရဟာမဟုတ်ပဲねပေါ့နော်တခုခုတော့ဖျားရခင်ကအပြင်ဆင်ပေးထားတယ်တီးချင်းတော်လကောင်ဆိုလို့ဆိုချင်းတခုခုပေါ့ဆိုပြီးလို့ရှိရင်မြင်ရတဲ့ကောင်းကြီးပြောရမယ်ဆိုရင်နှစ်ချက်ပေါ့ပထမတစ်ခုကကြတော့ဒီ Prince Worship Team ထဲမှာစပါတဲ့ချိန်မှာပေါ့နော်ဟိုအကုန်လုံးနဲ့မရင်းနီးအကုန်လုံးလူစိမ့်တွေရောဆိုတော့ဒီပါချင်းအဖြစ်ပဲရင်းနီးလာတဲ့သူတွေဖြစ်လာတယ်ပြီးလို့ရှိရင်ဒီ team ထဲကနေပေါ့နော်ဟိုဤစားဖြစ်တယ်ပေါ့သူချုံပြောအောင်ဆိုဤစားဖြစ်တယ်ဖျားခင်ကောင်းကြီးပေးတယ်အခုတော့စနီးမရဖြစ်သွားပြီဆိုတော့အဲ့ဒီဟာကလုံးဝညှင်းလို့မရတဲ့ကောင်းကြီးပေါ့လေဖျားခင် physical ဘိုင်းမှာ mentally spiritual ဘိုင်းမှာအဲ့ဒီဟာပေးတယ်ပြီးနောက်တစ်ခုကကျွန်တော်အဖေကိစ္စနဲ့ပြောမယ်ပေါ့လေကျွန်တော်အဖေကကျွန်တော် covid ဖြစ်တော့ဟို2020လောက်ဖြစ်မဲ့တဲ့သူ cancer stage 3ဖြစ်သွားတယ်ပေါ့လေဆိုတော့ကျွန်တော်အများကြီး struggle လုပ်ရတယ် mentally ပိုင်းမှာရောဟိုဆေးရုံမှာခွဲစိတ်လို့ရှိရင်လည်းသူရ cancer ပေါ့နော်
ခွဲစိတ်လို့ရှိရင်လည်းအနားမှာနေခွင့်မရခဲ့ဘူးအဲ့တော့ဟို restrict ရမ်းဖြစ်တယ်ကွာသိလားအဲ့လိုမျိုးဖြစ်တဲ့အချိန်ကျတော့ပိုင်းဆိုင်ရာမှာလည်းအများကြီးစိတ်ဓာတ်ကြခဲ့ရတယ်အလုပ်တွေပါတွေထွက်ရတဲ့ဆင်းပေါ့သူထစ်ခဲလို့ဖို့ so ကျွန်တော်ခွဲစိတ်အတူချုံပြောမယ်ဆိုရင်ခွဲစိတ်တွေပါပြီးသူရဲ့ treatment တွေအများကြီး chemo တွေပါတွင်းပြီးတော့မှနော်သူ radiation တွေလုပ်လိုက်သေးတယ် so အဲ့ဒီအကုန်ကြတဲ့ဟာတွေကအများကြီးများတယ်များတော့အဖေရဲ့အဲ့တုန်းကရတဲ့ insurance ကလည်းသူ 20% လောက်လာမသိ cover ပေးတာ so တော့အများကြီးစိုးရင်ရတယ်ဗောနော်လူအနေနဲ့ဟိုအများကြီးစူတောင်းတယ်ဖျားခင်ကူညီပေးပါဗောနော်ဒါတော့မတတ်နိုင်ဘူးလည်းမြောက်စူတောင်းတဲ့ချိန်မှာတရက်ကြတော့ဟိုဆေးဝါးနဲ့ bill လာတယ် bill လာတော့အဲ့ဒီကိစ္စကိုကျွန်တော် Christmas camp မှာတခေါက်တက်တဲ့ခံပို့ရတဲ့နဲ့ so အဲ့မှာပေါ်တော့ bill ရောက်လာတဲ့ချိန်မှာအဲ့ဒီ balance that ဟို charge လုပ်တဲ့ဟာပေါ့နော်အဲ့လိုမျိုးပြောတယ်ဆိုရင်ခုန်သွားတယ်ဟာဘယ်လိုများဖြစ်မလဲဆိုပြီးတော့ဆိုအောက်ကြည့်လိုက်တော့ကျေးဇူးတော်ပဲလုံးဝ zero balance yeah ကုန်တာတင်းကနန်းကုန်တယ်အကုန်လုံးပေါ့နော်အဲ့တော့ဟိုလူအနေနဲ့မဖြစ်နိုင်တဲ့အရာဘာဖြစ်လို့သူ့ရဲ့ insurance ကလည်းခုနပြောသလို 20% ဆို 80% လောက်အကျန်နေ out of pocket ဖြစ်နေရမှာကွာဒါပေမဲ့ဖျားခင်ဟို priest worship team ထဲမှာလုံးဝဆက်ကတ်တယ်ပါဝင်ချင်းအဖြစ်ဟိုကိုအဖြစ်လဲကျန်တဲ့လူမိသားစုဆက်ဆံတဲ့လူတွေပေါ့နော်ကိုရဲ့တငယ်ချင်းတွေအဓိကတော့အဖေပေါ့ဖျားခင်အကောင်းကြီးဖျားခင်ဆရာကောင်းကြီးခံစားရတယ်လို့ယုံကြည်တယ်ပြီးလို့ရှိရင်အဲ့ဒီကာလမှာလဲကျွန်တော်တို့က priest worship အရန်လုပ်တဲ့ကာလလည်းဖြစ်တယ်ဆိုဖျားကြောင့်ပြီးလို့ရှိရင်အိမ်တွေမှာသွားပြီးတော့အဖွဲ့လိုက်ဟိုခေါ်ဝင်ပြီးတော့ priest worship လုပ်ခဲ့တဲ့အရာလေးတွေရှိရဆိုတော့အချိန်တော့လည်းဟိုတစ်ခုဖြစ်မယ်လို့လည်းခံစားရတယ်ကောင်းကြီးပေါ့နော်ဆိုတကယ်အဲ့လိုမျိုးမြင်ရတဲ့ကောင်းကြီးဖြစ်ခဲ့တယ်ပြီးလို့ရှိရင်မမြင်ရတဲ့ကောင်းကြီးတွေကကြတော့ခုန Esther ပြောသွားတယ်ဖျားခင်နဲ့ပို့ပြီးတော့ယဉ်နေလာတယ်ကျုံးဝင်လာတယ်ဖျားခင်ကိုပို့ပြီးတော့ဟိုတီးချင်တယ်ပို့ပြီးတော့သူ့ရဲ့ဟိုပါပေါ့နော်သူရဲ့လှုပ်ဆောင်ချက်တွေသူ့ရဲ့ဟို principle ပေါ့ပို့ပြီးတော့နားလေသဘောပေါက်ချင်လာတယ်သူကိုဘာလှုပ်စေချင်လဲမနဲ့သူလောလောဆယ်ကျွန်တော်ကိုဒီ praise worship team ထဲမှာထားတယ်ဒါပေမဲ့နောက် next level မနော်ဖျားခင်ကဘာပြင်ဆင်ပေးလဲဆိုတဲ့အရာလေးတွေပါကိုကစိတ်ဝင်စားဖြစ်လာတယ်ဘာနော်မမြင်ရတဲ့ကောင်းကြီးလေးတွေဖြစ်လာတယ်ဆိုတော့အဲ့ဒီဟာလေးတွေပေါ့အဓိကတော့အဲ့လောက်ပဲလောလောဆယ်တော့ကောင်းထဲမှာရှိတာဆိုတော့အများကြီးတော့ရှိတယ်ပြောပြလို့မတတ်ဘူးပေါ့နော်အများကြီးရှိတယ်ဆိုတော့အဆုံးပိုင်းလဲရောက်လာပြီဆိုတော့အကုန်လုံးလဲမောမယ်ထင်တယ်ရှိလိုက်ရှိသွားဟိလားမသိဘူးရှိသွားတယ်ဆိုတော့ Esther အနေနဲ့ပေါ့နော်ဟိုကျွန်တော်လည်းခဏနေကြရင်ပြောမယ်ဒီ praise and worship ထဲမှာခုကြည့်ရှုတဲ့လူတွေထဲမှာပေါ့နော်လူငယ်ဖြစ်လူကြီးဖြစ်ပါဝင်ခြင်းတဲ့ဆန္ဒရှိတဲ့လူတွေလည်းရှိကောင်းရှိမယ်သူတို့အခွင့်အရေးမရှိသေးလို့မပါဝင်သေးတဲ့လူတွေလည်းရှိကောင်းရှိမယ်ပေါ့နော်ဆိုတော့သူတို့ကိုပါဝင်ခြင်းတဲ့လူတွေကိုသူတို့ advice ပေါ့ဟိုကိုရီးယားအတွေ့အကြုံအဖြစ်တော်လကောင်းပေါ့နော် suggestion ပေးချင်တဲ့အရာရှိလို့ရှိရင်ဟို honestly ပေးစေချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာကဟိုအရင်အရေးကြီးတဲ့ကဏ္ဍလို့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဖျားချောင်းအစီအစဉ်တစ်ခုမှဆိုအစလဲဒီတော်တော်များများဖျားချောင်းကပေါ့နော် praise worship နဲ့စတယ်ပြီးလို့ရှိရင်နောက်ဆုံးလဲဒီဟာနဲ့ပဲဆုံးတယ်ဆိုတော့ကျွန်တော်တို့ကအမြင်ခံကောင်းဖို့လိုတယ်လို့ဟိုယုံကြည်တယ်ပေါ့လေဆိုတော့ advice ဘယ်ဟာတွေဖြစ်မလဲဟုတ်ကဲ့ဟိုဒီမေကိုမဖြေခင်မှာပေါ့နော်နည်းနည်းလေးထပ်အချင်တာပါလဲဆိုရင်ဟို praise worship စ join တော့ကဒီမ join ခင်မှာကိုစုတောင်းထားရရှိရဟိုမလေးရှားမှာကနှစ်နေခဲ့ရပေါ့နော်ဒီမှာမလာခင်မှာစုတောင်းထားတာပါလဲဆိုရင်ဘုရားသခင်သမီးကိုအသုံးပြုပါဘုရားသခင်လိုအပ်တဲ့နေရာမှာအသုံးပြုပါဆိုရဲစုတောင်းချက်နဲ့စုတောင်းခဲ့တယ်ပေါ့နော်စုတောင်းခဲ့တော့ဒီလိုဖျားသခင်ကကိုယ်အသုံးပြုလာတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ပြောချင်တယ်ပေါ့နော်ဒါခုနကတော့ဒီတိုင်းပဲထဆိုသလိုဖြစ်မှာဆိုအဲ့လိုမျိုးပြောသလိုဖြစ်နေတော့လေနားမလည်မှာဆိုလို့ပေါ့နော်ပထမတော့ဆူတောင်းခြင်းနဲ့စခဲ့တယ်ပေါ့နော်ဒါပေမဲ့မထင်မှတ်တဲ့အချိန်မှာဖျားသခင်ကအစအသုံးပြုတာပေါ့နော်ပြောချင်တာပြီးတော့ဒီအခုနတော့ကို Alex မေရဲ့ဒီ advice ပေးရမယ်ဆိုရင်ပထမအနေနဲ့ဆူတောင်းပါဘုရားသခင်နဲ့အချိန်ယူပါ
ပြီးတော့ဒုတိယတစ်ချက်ကပါလဲဆိုရင်ကိုရဲ့ယုံကြည်ခြင်းပေါ့နော်ကဲတင်ခြင်းတကယ်ရလားမရလားဆိုတော့ကိုစမ်းစစ်ပါဘာဖြစ်လို့လဲဆိုတော့ကိုကဖျားဘသူလဲဆိုတော့မသိလို့ရှိရင်ကိုပါဝင်လို့ရတာမဲ့သို့တော့ you just gonna sing that's it ဖျားနဲ့မွေးလော်ခြင်းဆိုတဲ့အသက်တာရှိမှာမဟုတ်ဘူးဆိုတော့ it's important to know who God is first and then ပြီးမှနောက်တစ်ချက်ကပါလဲဆိုရင်ကိုဝဒနာရပါတော့ဥမာကိုကအရန်သချင်းဆိုရှင်လို့ကိုဖျားကိုဒီမှာခေါ်ရထင်တယ်ဆိုရင်ထင်ကောင်းထင်မိလိမ့်မယ်ပေါ့နော်တချို့တွေထင်ကောင်းထင်မိဆိုတော့ကိုပြန်စမ်းစစ်ပေါ့ just be honest with yourself ဥမာကိုတန်ကိုလည်း record လုပ် you know record လုပ်so yeah in reality so, you know like just be honest with yourself okay ကိုဆိုတက်လာkey ရောမှန်အောင်ဆိုတက်လာအဲ့လိုမျိုးလေးပေါ့နော်ဒါတော့အရေးကြီးရလို့ထင်တယ်ပေါ့နော် yeah I think it's very basic right basic need but I think I believe so အဲ့လိုမျိုးလေးပေါ့နော် just be honest with yourself ဥမာ as ဆိုရင်အချက်ပြုတ်မှာအရင်အားနေတယ်မချက်တတ်ဘူးကိုစားဒါတော့ကိုချက်နိုင်တယ်ပေါ့နော်ဒါပေမဲ့တခြားသူအတွက်ချက်မယ်ဆိုရင် it's very challenging ဆိုတော့အဲ့ဒါကိုကဒါမဲ့သူများချက်တက်တာမြင်လို့ရှိရင်အရင်သဘောကျတယ်လေနော်ဥမာဆို my best friend Nona you know your wife like she's a good cook so အမြင်ကြတော့လေသဘောကျတယ် you know but ကိုရိုင်းရှာရှည်ပြီးတော့ငါတချက်မယ်ငါအကုန်နေတော့အားလုံးတက်ငါချက်ပေးမယ်အဲ့လိုတော်လို့မြပြောချင်တာ this is not my place you know I know it's not my place exactly love ကြည့်ကြတော့ you know ပြောချင်တာ it's not my place so I know and ပြောကြမှာဆိုရင်လဲ kitchen now you won't see me there တွေ့ပါတယ်ဟိုတဲ့ချိန် line up လုပ်တဲ့ချိန်လောက်ပဲ you know အဲ့လိုမျိုးပေါ့ပြောချင်တာကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံနိုင်ရမယ်ပေါ့နော်တချို့လူတွေဆိုကောင်းတဲ့လူတွေရှိတယ်ဒါပေမဲ့သူတို့ confident မရှိတဲ့သူတွေရှိအဲ့လိုကြတော့လေအားပေးချင်တယ်if God's calling you please don't hesitate go ahead you know ကိုသွားပြီးတော့ approach လုပ်ဖို့အရန်ရှက်တယ်ဆိုရင်နည်းနည်းမြန်မာပြည် like you know our culture is very like timid we are very shy like only when someone asks us being assumption ဖြစ်တယ်ကျွန်တော်တော့ပြောရင်လဲသူကကြိုက်ပါမလားဆိုတော့ yeah အဲ့လိုမျိုးလေးတဲ့စိတ်တွေပေါ့ဆိုတော့အဲ့လိုမျိုးလေးဆိုရင်ဖြတ်ငင်မှာဆူတောင်းပါတယောက်က approach လာလို့လိမ့်မယ် if it is God's will ပေါ့နော်အဲ့ဒါလေးပေါ့နော်ဒီ suggestion ပေးလိုက်လို့ပေါ့နော်အခုနထပ်ဖြည့်ချင်တာကကျွန်တော်တို့ကဆရာကြီးတွေမို့လို့ပြောတာလည်းမဟုတ်ဘူးကျွန်တော်တို့ရဲ့အတွေ့အကြုံလေးပေါ့နော်အနေချင်းလေးပေါ့နားလေတလောက်လေးပဲဒီ sharing လုပ်တာပေါ့လေဆိုတော့အကွာကြတော့တီးတဲ့လူဖြစ်တဲ့ချိန်ကြတော့ပေါ့နော်တီးတဲ့လူတွေဆိုရင်ဘယ်လိုမျိုး suggestion ပေးချင်လဲဆိုရင်ဂီတာကိုနည်းနည်းလေး chord ပိုင်နိုင်လေးပေါ့လေတီးတိုင်းတော့ကောင်းတယ်လက်တန်ချိုတာကျန်းတာတော့အဓိကမကြသေးဘူးဘာဖြစ်လို့အဲ့ဒါကြတော့တီးရင်လည်းဖြစ်လာမယ်အရာတွေပေါ့ပထမဆုံးကကြတော့ listening ပါရမီပါတိုင်းလည်းမတီးတတ်ကြဘူးလေနော်ဆိုတော့listening လည်းကောင်းဖို့လိုတယ်တီးတဲ့လူတွေလေ listening ကောင်းရမယ်ဘာဖြစ်လို့လဲဆိုတော့ notes ရေးရမယ်chord တွေပါရေးရတော့မယ်ဆိုတော့အဲ့ဒီဟာကိုအရင်ဆုံးပြင်ဆင်ကိုယ့်ကိုပေါ့နော် practice လုပ်ပြီးတော့ကိုယ်တိုင်းဖြစ်သူများတွေ approach လာလို့ရှင်လဲgive them time to be honest ပေါ့နော်ဘာဖြစ်လို့ဆိုတော့simple မှာကိုယ်တက်ချင်လို့တက်လို့ရတယ်ဆိုတော့ဟာကြတော့ဖျားဘုံတော့ထင်ရှားမှာမဟုတ်လေနော်ကိုယ့်ရဲ့ဝါသနာကိုယ့်ရဲ့on ဘယ်လိုပြောမလဲ show off လုပ်ချင်တော့အဲ့လိုမျိုးဖြစ်မှာဆိုလို့ပေါ့နော်ဆိုတော့ကိုယ့်ရင်စမ်းစစ်ပါပြီးလို့ရှိရင်ခုန start ပြောတဲ့အထက်မှာပါသွားပြီကဲတင်ချင်းရဖို့တော့လိုတယ်ကဲတင်ချင်းလက်ခံတဲ့သူ foundation ရအဲ့ဒါတော့ဟုတ်တယ်ကဲတင်ချင်းရဖို့လိုတယ်အဲ့ဒါအရင်ကိုအရင်မေးရမယ်မေးကိုပထမဆုံးပါနော်ပြီးလို့ရှိရင်ဆူတောင်းပါပြီးလို့ရှိရင်အများကြီးတော့ရှိတဲ့ထဲမှာနောက်ထပ်ဖြည့်ရမယ်ဆိုလို့ရှိရင်ပေါ်မှာ simple မှာတက်သူတွေပေါ့နော်နံပါတ်1က
စင်နောက်မှာလည်းချေမွန်တတ်တော့သူဖြစ်ရမယ် ဆိုဟိုတခါလေကြတော့ဟိုစင်ပေါ်မှာပဲဟီဟာဟိုတချင်းတွေပါတွေဂီတာတွေပါတီးပြီးတော့လေတကယ်လို့သူများအတင်းတော်တွေမှာတွားလို့ရှိရင်သူတို့တီးဆိုတာတွေတခါလေကိုယ်တိုင်ဆိုလည်းဖြစ်ခဲ့မိတယ်ပေါ့နော် judge လုပ်တယ်ဟောသူတီးတာဟိုနေရာမှာ code မှားနေတယ်တို့အဲ့လိုမျိုးဟာသူနေရာမှာဆိုငါဘယ်လိုတီးလိုက်မှာတို့ဘယ်လိုဆိုလိုက်မှာတို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ပြီးလို့ရှိရင်ဆိုမဲ့လူတွေအထူးဖြစ်ကျွန်တော်ယောက်ျားလေးတွေလိုအပ်တဲ့ဟာပေါ့နော်အတောက်စားကင်းဖို့လိုတယ်အဲ့ဒါတော့အရေးကြီးတယ်ဟိုဂျန်နဲ့6ရက်မှာခုက9ရက်တစ်ပတ်မှာ9ရက်ရှိတယ်တရက်ကဖျားเจ้าမှာပါဝင်ရတဲ့ Sunday ထားလိုက်ပါတော့ so Sunday မှာပဲကျွန်တော်တို့အတန်ရှင်းနေပြီးတော့ဂျန်နဲ့6ရက်အငြင်းပတ်နေလို့လည်းမရအောင်ဆိုတော့ဂျန်နဲ့6ရက်ကပိုအရေးကြီးတယ်လို့ဟိုအများတန်းအဲ့လိုမျိုးကိုယ့်နဲ့ကိုယ်လည်းတတိပေးတယ်ပေါ့လေခံစားရတယ်ဆိုတော့ဂျန်နဲ့6ရက်မှာဘာလုပ်လဲဆိုတော့ဟာပို့ပြီးတော့စိတ်ဝင်စားတယ်ဆိုအဲ့ဒီ6ရက်လုံးမှာကိုကနေချင်းတို့နေပြီးတော့ Sunday တရက်ထဲမှာလာပြီးတော့ဟိုပါဝင်တယ်ဆိုလို့ရှိရင်ဂျန်နဲ့လူတွေရောမထိခိုက်ဘူးလားပေါ့နော်ကိုယ့်ကိုယ်လည်းဟိုစဉ်းစားပြီးတော့ပေါ့နော်အဲ့လိုမျိုးစင်ချင်စေချင်တယ် ကိုရီးယားလည်းဟိုသူများရဲ့ဟို you know they always watch us ဟိုပို့ပြီးထင်းတယ်လေနော်သူတို့ worship team တခုနည်းနည်းမှလည်းသူတို့ worship team အလုပ်ပြန်ပြီအဲ့လိုမျိုးဆိုတော့ဟိုလူပဲလေနော်ကိုရီးယားဟိုအမှားတော့မကင်းဘူးဒါပေမဲ့အတက်နိုင်ဆုံးကလေးတွေအထူးသဖြင့်ကိုယ့်ရဲ့ next generation အတွက်နမူနာစံပြပေါ့နော်စံပြကောင်းဖြစ်ဖို့လိုတယ်လို့လည်းထင်တယ်ပေါ့နော်ဟုတ်တယ်စကားလည်းပောက်ကရပြောတာတွေပါတွေဆိုရင်လည်းအဆင်မပြေဘူးသူများထင်သေးစရာတွေဖြစ်တယ်ဆိုတော့ဟိုအများကြီးပဲရှိတယ်ဒါအဲ့ဒါကြတော့အခုလောလောဆယ်ဟိုတတိရတဲ့ဟာလေးတွေပဲပြပြတာပေါ့ Esther နဲ့တော့ထပ်ပြီးတော့ထပ်ဖြစ်နေတာလေပါစိတ်ထဲမှာပါဝင်လာလဲဆိုတော့ဥမာကိုကစင်ပေါ်မှာနေတဲ့သူဖြစ်တဲ့ခါကျတော့you know လူတွေရဲ့အကြည့်ခံရတယ်ဟိုဆိုတော့ကိုရီးယားတောင်ဝင်ကကျတော့ဒီမှာရှိရဲ့ယုံကြည်သူပရိသတ်တွေနဲ့ဖျားနဲ့ကိုချိတ်ဆက်ပြီးတဲ့လူဖြစ်တဲ့ခါကျကိုရီးယားအလဲပေါ့နော်ဟိုဘယ်လိုပြောမလဲကိုရီးယားအရေးကြီးရပေါ့နော်ဆိုတဲ့ခါမှာအဝိစားစီရင်ပေါ့နော်ဘယ်သူပဲပါပြော for me အဝိစားစီရင်အရင်ရေးကြီးရလို့ထင်တယ်ဥပမာမိန်းကလေးဆိုရင်ကိုရီဆိုဟိုရတော့မသိဘူးတခါဝတ်ဖူးတယ်အစားလေစာ join တော့တခါဝတ်ဖူးတယ်အရင်အဆူခံလိုက်ရတယ်အဲ့တော့ကိုက teenager ဆိုတော့မသိဘူးလေနော်ဆိုတော့စကားတူလေးဒီလောက်ပဲအဲ့လိုဝစ်ချပြည့်ဆူလိုက်အရင်ဆူခံရတယ်ပြီးတော့ကိုလည်းဒီနေ့ထိနောင်တရတယ်ဆိုတော့အဲ့လိုဝစ်ချပြည့်ပုံသက်သေးကောင်းလည်းမဖြစ်ဘူးကိုအတွက်လည်းမကောင်းသူများအတွက်လည်း distraction ဖြစ်စေတယ်ဘာဖြစ်လို့ worship လုပ်နေတဲ့အချိန်မှာဖြစ်နိုင်ရင် we should be invisible ဟုတ်တယ်ဟိုအတက်နိုင်ဆုံးပေါ့နော်ဟိုအနောက်ရှက်မဖြစ်နိုင်အောင်ဖျားနဲ့မိသဟာရဖွဲ့တဲ့ဟာကိုအနောက်ရှက်မဖြစ်အကောင်းဆုံးနေနဲ့မဖြစ်နိုင်ဖို့စူးစမ်းရင်တော့ကောင်းတယ်ဥပစားဆိုရင်မိန်းကလေးဆိုတည်းရလေးပေါ့နော်ဟိုဘောင်းမီဝတ်လည်းရပါတယ် for me I don't like I wear pants ဒါမဲ့ပြောချင်တာကဟို body ပေါ်ပေါ့နော် ribs အဓိက ribs တွေပါဆိုရင်လည်းရှောင်းတယ်ကြားလေးဆိုလည်းမျိုးဟိုစုဝေးရမယ်မဟုတ်ဘူးပြောချင်တာနည်းနည်းဟိုတည်းရလေးပေါ့နော်ဟို respect ဒါလည်းဖျားဟိုတရားကပြောလိုက်မယ် maybe someone will argue that no God only look at heart that's true yeah God look at the heart တိုးတော့လူတွေက heart ကနေမမြင်ရအပြင်းနေမြင်ရတယ်ဘာလို့ဖျားကြောင်းလာတဲ့သူတွေကဟိုယုံကြည်သူရှိတယ်မယုံကြည်သူရှိတယ်ဒီဝိညာဉ် level မှာလည်းမတူကြတဲ့ခါကျတော့ of course they're going to judge အရင် judge မှာပဲဆိုတော့ကိုမြင်တဲ့ဟာကဖြစ်မနေဘူးဆိုရင်အဆင်ပြေမနေဘူးဆိုရင်သူတို့အတွက်လည်းအနှောက်အယှက်ဖြစ်တယ်စိတ်အနှောက်အယှက်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေပေါ့ဆိုတော့သူများအတွက်လည်းစဉ်းစားပေးရတယ်ကိုယ့်ရဲ့အတွေးခေါ်နဲ့ပဲသွားလို့မရဘူးပေါ့နော်ဒီဟာလေးတွေကအရေးကြီးရလို့မြင်တယ် for me ပေါ့နော်အရင်ကိုယ့်အတွက်လည်းဖြစ်တယ်ပေါ့ကျွန်တော်ဆိုလည်းဝတ်ဖူးတယ်လေဝတ်စားပိုင်းမှာဆိုရင် t-shirt တွေပါဝတ်ဖူးတယ်ကွာဟို collar မပါတဲ့ဟာအဲ့ဒါ t-shirt မလား yeah မခွဲတတ်ဘူး t-shirt နဲ့ shirt လေကိုရီမခွဲတတ် t-shirt yeah
တခါလေကြတော့ဒီမှာစာသားကြီးကြီးပါတဲ့ဟာတွေရှိရယ်နိ I think t-shirt is fine it just တကယ်ဖြစ်ဖို့ တကယ်ဖြစ်ဖို့ပေါ့ yeah အဲ့မျိုးအယုတ်တွေဆိုကွာဟိုခဏတော့ပြောမလားအကြီးကြီးတွေမလား အကြီးကြီးတွေ အဲ့မျိုးတွေလေဟိုပါရမှမသိဘူး bling အဲ့ bling လို တွေ မျိုးဖြစ်တယ်ပြီးလို့ရှိရင် hoodie ဝတ်တာလည်းပါသေးတယ်ပေါ့နော်အရင်တော့ကပေါ့ကျွန်တော်ဆို hoodie ဝတ်တယ်ပြီးရင်စပင်ရောင်ဆိုးပြီးတော့လေစပင်ရောင်ဆိုအရှိမြင်ဓာတ်ပုံရှိသေးတယ် Yellow လောက်ခါလေ bleach လုပ်လိုက်တာအချိန်မမီလိုက်လို့ I was hurry so yeah anyway အဲ့ဒီမျိုးအဲ့လိုမျိုးတွေပေါ့နော်စပင်အယောင်အရန်ဆိုယောက်ျားလေးထိုးတစ်ဖြစ်ပေါ့ဟိုအယောင်အပြာအစိမ်းရှုပ်နေတာပဲအဲ့လိုမျိုးကြတော့လည်းအဆင်မပြေဘူးခုနပြောသလိုဖျားသခင်ကနှလုံးသားကြည့်ပြီးကြည့်တယ်ဆိုတာတော့မှန်တယ်ဒါပေမဲ့ဖျားသခင်နှလုံးသားကြည့်တယ်ဆိုပြီးအဲ့လိုမျိုးခွန်အားရပြီးတော့မှဆွဆွဖြစ်လဲသွားလို့မရအောင်ဘာဖြစ်လို့ကျွန်တော်ကလောကမှာနေတဲ့ချိန်ကျတော့လောကလူတွေနဲ့ဟိုတဟဆာရဖြစ်အောင်လဲပြန်နေရတယ် ဟုတ်တယ် ကိုယ်ဆွပြတ်နေခြင်းအဖြစ်ကိုချင်းမွန်းနဲ့ဖျားသခင်ကိုသူတို့အထင်သေးသွားရင်ဘယ်လိုလုပ်မလဲဆိုတာဟာပေါ့နော်ဆိုအဲ့လိုမျိုးလေးလည်းရှိရဲဆိုတော့ကိုနိုင်ကဟိုမယုံကြည်သူတွေဖတ်လို့ရမယ်စာဖျားကိုကြည့်ခြင်းအဖြစ်ခရစ်တော်မြင်နေရမယ်ဟိုပါပေါ့နော်သင်္ကေတဖြစ်ဖို့တော့တက်တာတော့ဖြစ်ဖို့လိုတယ်လို့ထင်တယ် အလုတ်သွားတဲ့အင်ဂျီနဲ့ဖျားကြောင်ဝတ်တဲ့အင်ဂျီနဲ့ဒီမှာတူနေလည်းအဆင်မပြေဘူးလေနော် ဟုတ်တယ်ကိုမှဟိုဖျားသခင်ကိုချင်းမွန်းတာကွာတည်တယ်မလားဟိုအကောင်းဆုံးကိုမှကိုထင်တဲ့ဟာပေါ့နော်ကိုမှအကောင်းဆုံးရှိတဲ့ဟာနဲ့ချင်းမွန်းတင်တယ်လို့ထင်တယ် yes ရအဲ့လိုမျိုးပြင်ဆင်ချင်းတော်လကောင်းပေါ့နော်ဝတ်စားချင်းတွေတော်လကောင်းကိုယ့်ရဲ့အသက်တာပိုင်းမှာပေါ့နော်အကောင်းဆုံးဆိုတဲ့အနေအထားမှာရှိပြီးတော့မှဖျားသခင်ကိုဟိုချင်းမွန်းရအကောင်းဆုံးပူဇော်တင်တယ်လို့ထင်တယ် ဟုတ်တယ် summarize လုပ်မယ်ဆိုရင်ဒီ praise worship team ထဲမှာပေါ့နော်ဟိုခုန part 1ထဲမှာလည်းပါမယ်ထင်တယ်ကိုဝါသနာပါခြင်းအဖြစ်မပါဝင်တယ်လို့တော့မပြောချင်ဘူးဒါပေမဲ့အဲ့ဒီလောက်နဲ့ပဲမရက်သွားပဲနဲ့ကိုတကယ်ဆက်ကချင်တဲ့အရွယ် level ရောက်ဖို့ပေါ့နော်အဲ့ဒါကိုစူတောင်းပါပြင်ဆင်ပါပြီးလို့ရှိရင် team ထဲမှာလုပ်တဲ့အချိန်ကျတော့အကုန်လုံးကတယောက်နဲ့တယောက်ဟိုစိတ်ရှည်ချင်းမတူကြဘူးလေနော်တယောက်နဲ့တယောက်ဆိုတော့စိတ်ရှည်ချင်းရှိမယ်ဟိုတခါလေစကားနဲ့ကြမ်းတဲ့ဟာလေးတွေကြုံနေရမယ်ပေါ့နော်တယောက်နဲ့တယောက်ဆိုအဲ့လိုမျိုးမှလည်းချစ်ချင်းမြတ်တာနဲ့ပဲတီဆောက်ကြပြီးတော့လေဟိုစိတ်နှောက်ယှက်ဖြစ်လိုက်လို့ငါမသိတော့ဟို quick လုပ်တယ်အဲ့လိုမျိုးစိတ်တော့မရှိစေချင်ဘူး To summarize if you think God is calling you to join praise and worship or you have the desire to join praise and worship, these are the things that I want to encourage. The first one is pray. Pray to God and ask if this is His will. And the second thing will be, do you have do you have salvation? Do you really save? Like, do you know who God is? Like, to make sure you know who God is and have relationship with Him. And the third thing I would say is to be honest with yourself. Like, honesty is key. So if you want to join as a vocalist, so for example, if you want to join as a vocalist, record yourself singing and listen and critique yourself. Or if you don't know how to critique yourself, ask someone to listen and give you, honest opinion. And yeah, and I think pretty much cover everything. So I think yeah အဲ့လောက်ပဲ I love it နဲ့ ဒီလောက်ပဲပေါ့နော်ဒီခေါ်ဟိုနောက်ပိုင်းကျရင်လည်းအများကြီးဟိုပြောချင်တဲ့ topic လေးတွေလာလို့ရှိရင်လည်း discussion လုပ်သွားမယ်ပေါ့ ဟုတ်တယ် so ဒီခေါ်ကြတော့ကျွန်တော်ရဲ့ပထမဆုံး introduction မှာပြောသလိုပေါ့နော်ဗီဒီယိုဖြစ်တဲ့ပထမဆုံးဗီဒီယိုဖြစ်တဲ့ချိန်ကျတော့ဟိုလိုအပ်ချက်တွေများရှိလို့ရှိရင်လည်းကျွန်တော်တို့ TikTok မှာဖြစ်ဖြစ် Instagram မှာဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ် comment မှာပေါ့နော်ကျွန်တော်တို့ကို suggestion advice ပေးဖို့ကျွန်တော်တို့ဟိုပါတယ်ဖိတ်ခေါ်ပါတယ်ဟိုပုံပွင့်လေးပေါ့နော်ကျွန်တော်တို့လည်းဒီထက်ပိုပြီးတော့ကောင်းမွန်သော topic တွေ idea တွေကျွန်တော်တို့ဟို discussion လုပ်ချင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကို follow လုပ်ပေးပါ subscribe လုပ်ပေးပါကျွန်တော်ဟိုနောက်ဆက်တွဲပါနော်ပတ်တိုင်းနေပါကျွန်တော်တို့new episode အများအားတင်ပေးမယ်တင်ဖို့ရှိတယ်ပြီးလို့ရှိရင်ကိုကြည့်ရှုတဲ့လူတွေပေါ့နော်ကျွန်တော်တို့ပြောပြစီချင်တဲ့ topic လေးတွေရှိရင်လည်း comment ထဲမှာရေးပေးပါ Okay, trivia time.
Ooh, shortest, right? Hosea? No. Ah. Do you know? မသိဘူး Skip. What is it No, I would never Bro, guess it. What Sorry. is that I know what it is, but I would never guess it. The comment ပမာလွယ်တာပါ Yeah Obadi. Oh. What was the first No, bird, sorry, what? what was the first bird that Noah let out of the ark? The bird. ခိုး A bird. ခိုးအော်ကြီးကန်ဘလို့လဲခိုးနဲ့ကြီးကန်နဲ့လွယ်နေ One more, right? One more question. How many New Testament books are there? 27 20 Good. Yes 27. Yeah Okay, so 3-3. Okay, it's a tie. It's so a tie good. Last You want to break the tie? Oh yeah Break the tie. Oh, okay. In which New Testament book does Jesus say, I and my Father are one? John. That is the book of John. Oh, victory. Who is John Okay ba Thank you ba Thank you so much Thank for you, ba. watching and we will see you in the next video God Thank bless you God Bye bless bye you.